ကကြီးညက်တဲ့ကောင်မှာဒါကြီးကိုဟာပြီးညက်လို့မရဘူးဒီထဲမှာသပင်ရှိမှာနံပါတ်1ဒီဘယ်ဘက်လက်ကိုရှေ့ထုတ်ပြီးတော့ B ကိုလက်မကြမှာညက်မယ်ဒါကအကိုတို့လက်ဆွဲပြီးနော်လက်မကြမှာညက်ရမယ်ညက်ပြီးလို့ရှိရင်ဒီလက်ချောင်းလေးတွေကိုကိုယ့်ဘက်ကိုကွေးမယ်ကွေးတဲ့ကောင်မှာဒီလိုတန်းအောင်ကွေးမှာဒီလိုတန်းအောင်ကွေးမှာပြီးရင်လက်မကြမှာညက်တာမယ်နော်ညက်ပြီးရင်လက်သက်ကြွယ်ကိုကိုယ့်ဘက်ကိုထုံးမယ်လက်သက်ကြွယ်လေးကိုကိုယ့်ဘက်ကိုထုတ်တာမှာကိုယ့်ဘက်ကိုထုတ်တာမှာကကြီးတင်ဖို့ကထုတ်တာဟုတ်ပြီနော်သပင်ဒီဘယ်မှာလဲဆိုလက်ညှိုးနဲ့လက်ကလေးကြားထဲမှာရှိမှာအဲ့တော့အခုကကြီးညက်တဲ့ကောင်မှာဒါကြီးကိုဟာပြီးညက်လို့မရဘူးဒီထဲမှာသပင်ရှိမှာဒီထဲမှာသပင်ရှိမှာဆိုတဲ့အတွက်ကိုတို့ကဒီလိုညက်မှာဟုတ်ပြီနော်ရပြီလားရပြီနော်အဲ့ဆိုတော့သပင်အရှိထားခြင်းတဲ့လူတွေအရှိပုံစံညက်ခြင်းတဲ့လူတွေအတွက်အကိုတို့ကလက်နဲ့ဆွဲညက်တာတကောင်းလုံးလက်နဲ့ဆွဲညက်တာပေါ့နော်အဲ့ဒီပုံစံတွေမှာကိုတို့သုံးတာအဲ့ဆိုတော့သပင်ဒီလက်ညှိုးနဲ့လက်ကလေးကြားထဲမှာရှိမယ်ကကြီးလက်ညှိုးရင်းမှာထားမယ်ကကြီးကိုအဲ့ဒီလက်ကြွယ်ပေါ်လိုမောက်လိုက်တာလိုမောက်လိုက်တာဟုတ်ပြီနော်အဲ့တော့အကိုကဒီလိုလုပ်ပြရင်မင်းတို့မမြင်ဘူးအဲကြောင့်မလို့အကိုဒီလိုမြင်ပြမယ်ဒါမင်းတို့ရဲ့လက်ကြွယ်ပေါ်မှာကကြီးတင်လိုက်ပြီးအဖျားနေစမှာကကြီးအဖျားလက်အဖျားနေစမယ်1 2 3 4ကကြီးဒီလိုကတ်နေရမယ်ဒီလက်ကြွယ်ပေါ်မှာကကြီးဒီလိုကတ်နေရမယ်1 2 3 4အောက်45ဆောင်1 2 3 4ပေါ်45ဆောင်1 2 3 4ဒါနံပါတ်1